မနေ့ရထားပါပြီနိုးလာလို့ရှိရင်ပထမဆုံးလောက်တာကသချင်းနားထောင်တာဖြစ်ပြီးတော့အဲ့ဒီသချင်းနားထောင်နေတဲ့အချိန်တွေမှာမျက်နှာတစ်တယ်တွားတိုက်တယ်ရေချိုးတယ် Tell me that I'm special. Tell me I look pretty. Tell me I'm a little angel. ရုံးဖယ်သွားစီတော့မှာဖြစ်ပါတယ်ဖယ်ရီသွားဆောင်နေတာဖယ်ရီပေါ်ရောက်ပါပြီရုံးကိုသွားနေပါပြီဒါကတော့ရုံးကိုသွားတဲ့လမ်းတစ်လျှောက်မှာတွေ့ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ရုံးကိုရောက်ပါပြီဒါတော့အလုပ်နေရာဖြစ်ပါတယ်မနက်စာစားပါတယ်ပြီးရင်ရုံးလို့လုပ်ပါတယ်ရှိတော့ပြင်းတော့ရှိများများတောက်ဖြစ်အောင်လက်ဖက်ရည်လည်းတောက်တယ်ချီယာစီလည်းတောက်ပါတယ်မနက်စာစားပြီးတော့အလုပ်တော့ရှောင်လုပ်ပါတယ်လုပ်ပြီးတော့နေ့လည်စာစားတဲ့အချိန်ရောက်ပါပြီကွန်ပျူတာနဲ့အလုပ်လုပ်ပါတာဆိုတော့စကွန်တိုင်းနေများတော့ချင်းချင်းဆူဆူလေးတွေကိုကြည့်ပစ်ပါတယ်ထိုင်တဲ့အချိန်လေးအရင်များတော့တက်နေတဲ့ခဏသွားပါတယ်ပြီးရင်ရုံးဆင်းတဲ့အချိန်ဒီအလုပ်ဆက်လုပ်ပါတယ်
ရုံးစင်းကနေအချိန်ဆိုရင်ဟာတာဗီဒီယိုလေးတွေတစ်ခါတလေကြည့်ဖြစ်ပါတယ်အိမ်ပြန်မှုပြည်ဆောင်နေဖြစ်ပါတယ်အိမ်ရောက်ပါပြီရိုးချင်ကားရည်တွေကလိုမျိုးရုံးကပြန်လာရင်ဝိုင်းတစ်ခွက်တော့ပါတယ်အိမ်မှာခဏနားပြီးချင်တော့ပါ မိလေ အိမ်ပြန်ရောက်ပါ မိရေ ညစာစားဖို့လမ်းလျှောက်ထွက်နေဆိုင်မှာလိုက်ရှာပါတယ်အဲ့ရမဝင်ခင်တွားတိုက်ပါတယ်မျက်နှာတက်ပါတယ်ညာတိုင်း night cream လိမ့်ပါတယ်ဖျားရှိခိုးပါတယ်ပြီးတော့အိပ်ပါတယ်